အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်လူပြည့်ဖြစ်ပါတယ်ကျွန်တော်ကဒီနေ့အလုံးမျိုးပြောပြချင်တဲ့အကြောင်းအရာလေးပေါ့နော်တော့လူငယ်နဲ့ပတ်သက်ပြီးတော့အရှိဆိုရနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဟိုကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်အဲ့လိုမျိုးကျွန်တော်တရားရဲ့အမြင်နဲ့ပြောပြမယ့်အရာပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့လိုမျိုးအရှိဆိုရင်ကအဲ့လိုကျွန်တော်နဲ့တည်ရဲ့အဲ့လိုအမားတယောက်ကပြောဖို့ရပေါ့နော်သူကလည်းသူစားရီပါရေးလို့တယောက်ဆိုဘာပြောဆိုအဲ့လိုလူတယောက်ကကိုအဲ့လိုအရှိဆိုတဲ့ຢာခေါင်းစဉ်အောင်မှရွေးချယ်ပြီးဆိုရင်ဟိုကနှစ်ချက်ရှိရပေါ့နော်ပထမတစ်ချက်ကဟိုမှာဒီလူဒီတိုင်းလေးပဲချက်တဲ့သဘောကြမှာနော်ဒုတိယတစ်ချက်ကကြတော့ဒီလူရဲ့ဖြစ်တည်မှုသဘောကြအဲ့မဲ့ဘာကွာသွားလဲဆိုတော့လူတယောက်ကတော့ဒီတိုင်းလေးပဲသဘောကြရဲဆိုတာကအဲ့လိုသူဒီတိုင်းဖြစ်တည်နေတဲ့သူ့ရဲ့ဘဝလေးကိုပဲသဘောကြပါနော်ဖြစ်တည်မှုသဘောကြရဲဆိုတာကြောင့်သူကဓာကြီးဖြစ်နေလို့ဆိုရဟာမျိုးနဲ့ကွာသွားပါတော့မဆိုးလို့သဘောဖြစ်တည်မှုသဘောကြလူရကြတော့ဘယ်လိုလဲဆိုတော့အဲ့လိုမျိုးကို့မှာမရှိရဲ့အရေးချင်းနေပေါ့နော်ကို့မှာမရှိရဲ့အရေးချင်းနေကိုလိုချင်တဲ့အချက်တွေသူ့မှာရှိနေလို့သဘောကြအောင်နော်အဲ့မျိုးဆိုးလို့သဘောကကို့မှာမရှိရဲ့အရာဘယ်လိုလဲကိုလိုချင်တဲ့အရာတွေသူ့ရှိမှရှိနေလို့ပေါ့သဘောကြအဲ့ဒါကိုချစ်တယ်ဆိုကောင်းဆောင်မထည့်ရဘူးနော်တကယ်အဲ့ဒါချစ်တယ်မဟုတ်ဘူးနော်ချစ်တယ်ဆိုတာစောနာပထမအချက်နဲ့ညီရပေါ့နော်လူတယောက်ကိုသူ့ပုံစံတိုင်းနေပဲသဘောကြဒါချစ်တယ်ပေါ့နော်အဲ့လိုဒုတိယအချက်အဲ့လိုသူ့ရဲ့ဖြစ်တည်မှုကိုလိုချင်တဲ့အချက်တွေသူ့မှာရှိနေလို့ဆိုတာချစ်တယ်မဟုတ်ဘူးနော်အဲ့ဒါကြောင့်ဘယ်လိုပြောမလဲချစ်တော့ချစ်တာပဲပေါ့ဒါပေမဲ့အဲ့ဒါကြောင့်အတ္တဆန်နေလို့အတ္တဆန်နေဘက်ကိုသွားပါနော်ချစ်တယ်လို့သတ်မှတ်ကြဒါပေမဲ့တကယ်အချစ်စစ်တော့မဟုတ်ဘူးပဲပေါ့နော်ဆိုလို့တော့ဘယ်လိုလဲဆိုတော့ကျွန်တော်လူတွေဆိုတာကျွန်တော်လည်းအပါဝင်ပဲသိရမလားကို့မှာမရှိတဲ့အရာတွေကိုမမောကြတာဗျာအဲ့ဘလို့အရာတွေအဲ့လည်းကို့မှာမရှိတဲ့အရာတွေမမောကြတယ်အတ္တပါလို့လူတွေပြောလိုက်ရင်လူတွေဘာလို့ပြင်းမြင်လဲဆိုရုပ်ချောတာလို့ပတ်စံရှိတာလို့ပြင်းတာတက်တာလို့အဲ့လိုမျိုးတွေကိုပြင်းမြင်တာဗျာတကယ်အဲ့ဒါတွေမဟုတ်ဘူးဥမာကိုကအရှစ်မခံအောင်သူကအရှစ်ပေးရဲဆိုရင်အဲ့လိုဒါလည်းအတ္တတစ်မျိုးပဲဗျာသိရမလားကိုကအဲ့လိုအရှစ်ခံနေတာဆိုတာလည်းအတ္တတစ်မျိုးပဲသူကရှစ်ပေးလို့သူ့ချစ်တာအဲ့လိုမျိုးဖြစ်နေပေါ့နော်အဲ့လိုအပေးယူအနေနဲ့ဖြစ်နေပေါ့နော်ရှေ့ကနောက်တစ်ခုကကြာတယ်အဲ့လိုကိုကပေါ့နော်ကိုကဂယူးဆိုင်မခံရအောင်ပေါ့နော်ကိုပေါင်းဝင်ချင်မှာဒါပေမဲ့သူကဂယူးဆိုင်ပေးအဲ့လိုဂယူးဆိုင်ခံချင်လို့သူ့ကိုရွေးရှယ်တယ်ဒါလေးလူရဲ့ရှစ်တယ်လို့သတ်မှတ်ကြရပါဘူးနော်တကယ်တော့အဲ့လေအတ္တပါရပေါ့နော်အတ္တဆန်တဲ့အပေးယူဆန်တဲ့ရှင်းပဲပေါ့နော်တကယ်တော့ရှေ့ကကြာအပေးယူမဆန်ဘူးပေါ့နော်အဲ့မျိုးရှိတယ်အဲ့ကြောင့်ကျွန်တော်ကလူတယောက်ကိုသဘောကျပြီဆိုရင်ကျွန်တော်ခံယူရရပေါ့နော်အဲ့လိုအပေးယူဆန်တဲ့ရှစ်တွေကခဏပဲအချိန်တစ်ခုထိပဲရှိရဗျာအဲ့လိုဘယ်လိုပြောမလဲကျွန်တော်လူဆိုရဗျာအဲ့လိုဒီနေရာမှာဒီမှာရက်နေရမို့ကိုကဗျာဒီလိုအချိန်မှာကိုကအရန်ရှိခံနေတဲ့လူတယောက်ကိုကအရန်ဂယူဆိုင်ခံနေတဲ့လူတယောက်ဖြစ်နေဆိုအဲ့ဒါကြီးအမြဲတမ်းတက်လုံးဗျာကိုမှလိုအပ်နေရမို့ကိုကနောက်တစ်ရက်ရင်ကိုကအဲ့လိုမျိုးဘသူရဲ့ဂယူဆိုင်မှာမခံချင်တော့အမျိုးဘသူရဲ့ရှိကိုမှလည်းမလိုချင်တော့ကိုကကိုလည်းပြည့်စုံကလူတယောက်ဖြစ်သွားရင်ဆိုရင်အဲ့လူလိုမလိုအပ်တော့ဗျာအဲ့ကြအရှိဆိုရင်အဲ့ဆောင်းနာအဲ့ပုံမှာဖြစ်တည်နေရှိဆိုရင်ပျောက်ကွယ်သွားဗျာအဲ့ကြောင့်တော့အဲ့လိုတကယ်တည်မြဲရဲ့ချစ်ရှင်လိုချင်လူတယောက်ကိုဗျာအဲ့လိုမျိုးဘာမှမျှော်လင့်ချက်မထားနဲ့ဗျာအဲ့လူဘယ်လိုပြောမလဲအဲ့လူတယောက်ပေါ်မှာပတ်သက်ပြီးတော့ကိုယ်အနေနဲ့ဘာမှမျှော်လင့်ချက်မထားနဲ့ဘလို့မှအပေးယူဆန်တဲ့သဘောမျိုးကိုမတွေးထားနဲ့ဗျာအဲ့လိုအဲ့သူဒီတိုင်းလေးပဲသဘောကျဒီတိုင်းလေးပဲရှစ်တာအဲ့ဆိုရင်ဒါတော့တသက်လုံးအနေနဲ့ညီမြတဲ့အရှစ်ဖြစ်နိုင်တယ်ဗျာသိလားအဲ့လိုအပေးယူဆန်တဲ့အရှစ်ကြီးဆိုရင်သိကြတယ်တစ်ချက်ချင်းရရင်ဗျာအဲ့လိုအပေးယူဆန်တဲ့ကိစ္စအဲ့လိုအပေးယူလုပ်ဆရာမလို့ရဲ့အခါမျိုးကြရင်အဲ့ရှိတယ်ပျောက်ကွယ်သွားမှာပဲအဲ့လိုမျိုးရှိအောင်အဲ့ကြောင့်မို့လေအခုလူငယ်ကြီးကချစ်ကြရဲတွဲကြရဲနေ့ဒီကြာသွားတဲ့အခါမှာတယောက်လမ်းကွက်ကြရပါနော်တကယ်တော့အဲ့လိုအစတကယ်အဲ့လိုအပေးယူဆန်တဲ့အရှစ်တွေပါနေလို့ပေါ့နော်အဲ့တော့တခါရံဗျာကျွန်တော်စဉ်းစားမိအမေကျွန်တော်အနေနဲ့ပေါ့နော်လူကြောက်ကိုချစ်ပေးဖို့ကိုကအဲ့လိုမျိုးအပေးယူလုပ်စရာမလိုလို့ထင်တယ်ဗျာပေါ့တော့လူကြောက်ကိုချစ်ပေးဖို့သူနဲ့တွဲရင်ကိုကနည်းနည်းပေါ်မြူလာဖြစ်လို့သူနဲ့တွဲရင်ကိုကအချစ်ခံရလို့သူနဲ့တွဲရင်ကိုကမသိငယ်ရအောင်ကိုကလုံးသိငယ်ချင်းမခံအောင်ကို
သူကအဲ့လိုဦးစားပေးခံခြင်းလို့သူနဲ့တွေ့အဲ့လိုမျိုးကြီးအပေးယူအဲ့လိုမျိုးဆန်တဲ့အတ္တဆန်တဲ့အရာမျိုးကြီးပါနေပြီဆိုရင်လိုက်ပါရဲ့အယောင်လေးနဲ့ ဘလုံးမအဆင်မပြေဘူးဗျအဲ့ဒါမျိုးမလိုအပ်ဘူးလို့ထင်တယ်တကယ်အရှင်းစင်မှာကြောင့်ကျွန်တော်တို့ကအခါရင်ဗျလူတွေကကိုလန်းကိုတွားနေကြကိုယ့်ရဲ့လူရင်းဆန္ဒတွေကိုဖြည့်ပေးလူဆိုရင်ဖတ်တွယ်မိကြတယ်တန်ရိုးစင်ရှိကြတယ်ရှင်းမိသွားကြတယ်ဒါကိုရှင်းဆွဲခေါင်းစဉ်အောင်မှထားကြမှာနော်တကယ်တော့လို့မဟုတ်ဘူးနော်တကယ်အရှိကရှင်းပါတယ်လူတယောက်ကိုရှင်းပေးဖို့အတွက်ကိုယ်တိုင်အရင်ရှင်းဖို့လိုရဗျကျွန်တော်ခံယူထားကိုယ့်ကိုယ်ရင်ရှင်းကိုယ့်ကိုပြည့်စုံနေပြီဆိုမှတခြားလူရှင်းပေးဆိုလို့ရှင်းပြီးကိုယ့်ကိုတာဝန်ယူနိုင်မှတခြားလူကိုတာဝန်ယူပြီးကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဘာလို့တခြားတယောက်ပေါ်အားကိုးနေရတဲ့ရှစ်ချင်းတွေတခြားတယောက်နဲ့အပေးယူလုပ်နေရတဲ့ရှစ်ချင်းတွေကချိန်ကြိုင်းမတည်မြဲဘူးနော်အခုခေတ်မှာအဲ့လိုမျိုးအရာတွေကရောနေလူငယ်တွေကဘာပဲဖြစ်ဖြစ်ဘာသာမကြကြအရှက်ဆိုတာယူတခါလေရှစ်ဆွဲကောင်းစင်အောင်တခါတွန်းလိုက်တာပေါ့နော်တကယ်အရှက်ဆိုတာဒီတိုင်းမနေအားကြောင့်လူတွေပြောကြမှာနော်အရှက်ကမကောင်းတကယ်အရှက်ကကောင်းပါတယ်သူကသူအရှက်ကဒီတိုင်းလေးပဲနေလူတွေကတော့ရှုံနေတာပေါ့နော်လူတွေကသူတို့အတ္တတစ်ခုနဲ့သူတို့ရမတ်ဒီဟိုမှာလှပတဲ့စကားလုံးတစ်ခုတုံးလိုက်တာပေါ့နော်အဲ့ဒါအရှစ်ဆိုပြီးတက်လိုက်တာတကယ်တော့ဗျာအဲ့လိုမဟုတ်သေးဘူးလားငါမင်းကိုလှလို့ချစ်တာတော့မင်းကအဲ့လိုပတ်စံရှိလို့ချစ်တာတော့အဲ့လိုပြောရင်ဗျာရိုင်းနေတယ်မလူပေါင်းကြောင်းအဲ့လိုပြောရင်လည်းမကောင်းအဲ့အစားအသာရှစ်တယ်ဆိုတဲ့အရှစ်ဆိုရယူကောင်းတယ်လို့တင်သွင်းလိုက်တာပေါ့နော်တကယ်တော့အဲ့လိုမျိုးတကယ်အချက်ကအဲ့လိုအရာမဟုတ်ပါဘူးအဲ့လိုမျိုးအပေးယူလည်းမဆန်ဘူးအတိုင်လည်းမဆန်ဘူးဒီကြောင့်အောက်မိကွာထားခြင်းလည်းမရှိဘူးဒီတိုင်းပဲပြုပြင်ပေးစရာလည်းမလိုဘူးလိုက်သူ့ရှင်းအောင်လည်းလိုက်နေပေးစရာလည်းမလိုတကယ်တော့ရှင်းသွားတယ်ပုံကိုယ့်ရဲ့ပုံကကိုယ့်ရဲ့စတိုင်းကိုယ့်ကိုနေရာကိုချစ်တာကိုအချက်ပေါ့နော်ကိုယ့်နေနေအောင်အဲ့တိုင်းကိုလာရှိတဲ့လူကိုလည်းတကယ်ရှင်းစစ်လို့ခေါ်လို့ရတယ်လို့ကိုကသူ့ကိုရှင်းနေလို့သူရှင်းအောင်ကိုကလိုက်နေပေးရဆိုရင်လည်းဒါရှင်းစစ်မဖြစ်နိုင်တော့ဘာလို့လဲဆိုတော့အချက်စစ်ကသူရှင်းနေအောင်သူကြိုက်နေအောင်ကြိုးစားလုပ်ယူနေစရာမလိုပေါ့နော်နောက်ပြီးသူရှာလို့မျောလေးနေစရာမျိုးအခုနေစရာမျိုးပေါ့ပုံမှန်လေးပဲရိုးရိုးလေးပဲချစ်တာပဲပေါ့နော်အဲ့ပြောချင်တာပါစိတ်ကြီးတွေးမိလို့ပေါ့နော်ကျွန်တော်အနေနဲ့တခြားလူတွေရောအချက်ကိုဘယ်လိုခံထားလဲမသိဘူးဆိုကျွန်တော်အနေနဲ့အဲ့လိုမျိုးတွေတွေးမိရပါတော့ကျေးဇူးတင်ပါတယ်